နှစ်32ဘူကြီးဇော်ဟိဘူကြီးဇော်ဟိတေလားရှင်လားဘယ်ရောက်နေလဲဆိုတော့ပြင်မနာကအမျိုးသမီးကတိကျင်ပါတယ်ဟာစစ်တပ်မှာမင်းတို့စစ်တပ်မှာကရုံးလုံးငန်းကင်တဲ့ကောင်မရှိတော့ဘူးလား950မှာမရှိတော့ဘူးလားဘလို့ရှိမှာတော့တရင်ဌာနချုပ်ကြီးကကြာသွားပြီလေတရင်မှုသာခန့်ထားတာတရင်ဌာနချုပ်ကြီးကကြာနေပြီဘယ်သူမှဝင်ပြီးတော့စိုးမိုးလို့မရတဲ့ခါကျနောက်ဆုံးကြတော့တရင်ပျောက်သူဖြစ်နေတဲ့နော်စစ်တပ်ပျောက်သူများဒီကောင်တွေမှကျွန်တော်တို့ကနိုင်ငံပျောက်သူဒီကောင်တွေကစစ်တပ်ပျောက်သူနော်စစ်တပ်ပျောက်သူကျွန်တော်တို့ကနိုင်ငံပျောက်သူဖြစ်တဲ့နိုင်ငံကိုရအောင်ပြန်ပြီးတော့မှရှာနေတယ်ရအောင်ပြန်တိဆောက်နေတဲ့အပိုင်းလေးရှိတာပေါ့ဒါကတော့တစ်ပိုင်းပါထားလိုက်ပါကျွန်တော်ဟိုအများကြီးတော့ဒါနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့တီကလည်းမဖွင့်တော့ဘူးတိတ်လည်းမပြောချင်တော့ဘူးပေါ့နော်အဲ့တော့ပြင်းမနာအမျိုးသမီးအဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့သူဒီတရင်နေကစစ်တပ်ရဲ့ဟိုတွားမယ်ရုံလုံးငန်းသဘောတရားတွေရကသူကတရင်ဘိုးကြီးဖုံးဆက်ရမယ်ဘိုးကြီးတရင်ဘိုးကြီးဆိုတော့နောက်တန်းမှနေရခြေတန်းမှာစစ်ထွက်တိုက်ရတာမဟုတ်ဘိုးကြီးကျွန်မမျိုးသားဘယ်မှာလဲဘယ်ကိုရောက်နေလဲကြာဆုံးသွားပြီလားတေဆုံးသွားပြီလားပျောက်ဆုံးသွားတာလားအဖမ်းခံလိုက်ရတာလားဘလို့ဖြစ်နေလဲဆိုတာကျမတို့တိတိကျကျတိတိပပလေးပြောနေခြင်းပါတယ်လို့ဖုန်းဆက်ပြီးမေးရမှာမေးလို့မရတဲ့ခါကျလိုင်းပေါ်ကလူကိုအကူညီတောင်းရတော့ဒီ line ပေါ်ကလူက line ပေါ်မှာထွက်ပြောရတယ်ဒီလူတော်ရှိသေးလားမသိဘူးဖမ်းခံရပြီလားမသိဘူးတိတ်မသေးကြတော့သူပြောတာဆက်နားထောင်ကြည့်အောင်ဟုတ်အဲ့တော့ဒီခမရ905ပုံနာကျုံဘဝမက်ခွန်သုံးနှစ်တုံညာနှစ်ဟိုကြီးဇော်ဟိန်းပြမနာမှာနေတဲ့အရာမျိုးသမီးနဲ့မိသားစုကခမရတေလားရှင်လားရန်သူနောက်ပါသွားသလားအာမဆက်သွယ်မရတဲ့အတွက်သူတို့မှပို့ပြီးတော့ပူဆွေးတော့ကခံစားနေရပါတယ်တဲ့ဒါကြောင့်မို့လို့မိသားစုလေးတော့ပြန်လဲပြီးတော့ဆက်သွယ်ပေးပါလို့ပြောတဲ့လူကလေးဖြတ်နေလားမသိဘူးကျွန်တော်ဘုန်းကြီးတောင်းတယ်လို့ဒီဟာလေးကိုလွှင့်ပေးခြင်းဖြစ်ပါတယ်လွှင့်ပေးတာဘိုးကြီးဇော်ရင်ရေဟေးအဲ့ဒါအေးရှိတယ်ဆိုရင်လည်းရှိတယ်ဒါဆိုရင်ဖုတ်ပြချက်ပါရှိတယ်ပြန်ကုန်းကြည့်ရတော့တွေ့သေးတယ်ဘိုးကြီးဇော်ရင်ကပျောက်ဆုံးထဲမှာဖြစ်သွားတယ်ဆိုရင်လည်းဒါတော့ဗျာဒီလူကလေဖြတ်နေတယ်သူပြောတာလေမဆက်ဘူးပြည့်နေတယ်အဲ့တော့ဝီဇော်ဟိန်းနဲ့ပတ်သက်ပြီးတော့မှသူတို့ကအရန်ကိုတီးကျင်တယ်ဒီလိုမျိုးပေါ့နော်ချစ်တက်ကဟာအခုလောက်ကိုင်းဒါကစားလောက်ကိုင်းဌာနချုပ် MNDA လက်ထဲမှာသာပေးထတာခင်ဗျာဒါကစားလောက်ကိုင်းရဲ့ဒါကစားမူကိုစစ်တပ်ကခုထိခန့်နေတော့129ညံခွန်းတို့125ကုန်းညန်းတို့နောက်ပြီးတော့120ခွန်လားဒီနောက်တက်ရှိသေးတယ်အဲ့ဒီမှာအဲ့ဒီအနားမှာပဲလောက်ကိုင်းပန်းဝင်းကျင်မှာတက်ရှိသေးတယ်ဗျာအဲ့ဒီတက်တွေကိုဒီချိန်ကြီးတရင်မှုခန့်နေတော့အဲ့ဘာလို့လဲဆိုမင်းအောင်လိုက်ကျွန်တော်တို့ကရဲဝင်းဦးလို့ပွားပြီးတော့မှ post လုပ်ပင်ပဲလေခုထိကျွန်တော်ကမင်းအောင်နိုင်လို့ဘာကြောင့်ဒီစကားပြောသေးလဲဆိုတာကဒီဓာတ်ပုံနှစ်ပုံတစ်ချက်လောက်ကြည့်ကြည့်ပါအဲ့မှာကျွန်တော်ဓာတ်ပုံနှစ်ပုံထိုးပြသွားတယ်အဲ့ဓာတ်ပုံနှစ်ပုံမှာပထမဆုံးတန်းရွှေကကာကွယ်ဦးစီးချုပ်ဘုရားနေနားပြီးတော့သိမ့်စိန်တမတာဖြစ်တယ်အဲ့မှာမင်းအောင်လိုင်တက်လာတဲ့အချိန်မှာမင်းအောင်လိုင်ကဗိုလ်ချုပ်ကြီးနဲ့ပဲခုလိုရဲဝင်းလိုပဲဗိုလ်ချုပ်ကြီးနဲ့ပဲညီနိုင်ကိုကဲမှုကြီးလေဘွားနေတက်တာဗိုလ်ချုပ်ကြီးနဲ့တစ်နှစ်နေတယ်ဒုတိယဗိုလ်ချုပ်မှုကြီးတင်တယ်အဲ့ဒီချိန်မှာစိုးဝင်းကဒုတိယဗိုလ်ချုပ်ကြီးပဲရှိသေးတယ်ကာဆရာမူနော်ကာဆရာမူဒုတိယဗိုလ်ချုပ်ကြီးကနေမင်းအောင်လိုင်ကတစ်နှစ်မှာဒုတိယဗိုလ်ချုပ်မှုကြီးတင်တဲ့အချိန်မှာ तू ကဗိုလ်ချုပ်ကြီးလိုက်တင်တယ်မင်းအောင်လိုင်ဗိုလ်ချုပ်မှုကြီးတင်တဲ့အချိန်မှာ तू ကဒုတိယဗိုလ်ချုပ်မှုကြီးလိုက်တင်တယ်နော်အဲ့ဒီမှာစစ်တပ်ရဲ့ခမ်းမတွေစားရိတ်သားတွေတရင်မှုရုံငန်းတွေမှာ
အရင်တုန်းကမင်းအောင်လိုင်ကာကွယ်ဦးတီးချုပ်မဖြစ်ခင်မှာဓာတ်ပုံက3ပုံပဲရှိသေးတယ်နော်3ပုံပဲရှိတယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့နေဝင်းရဲ့တန်းရွှေရဲ့3ပုံပဲရှိတယ်တိုင်းဆိုမင်းအောင်လိုင်တက်လက်တက်လောက်အဲ့ဒီဗိုလ်ချုပ်ကြီးနဲ့ပုံမှာတစ်ခါတည်းကတ်ခိုင်းတာစာပစ်စုဟွာရောင်ကာကီရောင်နဲ့ပုံတစ်ခါတည်းကတ်ခိုင်းတာတက်မလို့ကာကွယ်ဦးတီးချုပ်အဲ့ဒီပရိစင်မှာအပေါ်မှာ3ပုံအောက်မှာ1ပုံကတ်ခိုင်းတာတန်းပြီးကတ်ခိုင်းတာနော်တမ်းမိကခိုင်းတော့ကျွန်တော်တော့နောက်သေးတယ်ဟာလို့တခါတည်းဗိုလ်ချုပ်မူကြီးကိုယ့်အကိုတင်လိုက်ပြီးရောကွာလို့တပုံ1000ကျော်လာမသိဘူးပေးရတယ်အဲ့ဒီကျွန်တော်တက်မ55မှာနေတော့ကတက်မ55အောက်ကတက်ဒီခလာ3ခွန်နော်112ကလောနော်78တိတိခွန်ဟဲဟို94ရွှေညောင်း911တီကျစ်ကျွန်တော်တို့908 909ဘာတူဒီတက်တွေကတော့じゃတနေ့ပြေးဝိုင်းအဲ့တက်ဖို့အစ်ကိုကလည်း print ထုတ်လို့မရဘူးရောင်းတာတိုင်းစစ်တာနာချုပ်ကအစီအစဉ်နဲ့ရောင်းတာနော်ရောင်းတာအဲ့မှာဗိုလ်ချုပ်ကြီးဘွားမှာလည်းတခါတည်းကတ်ကာကွယ်ဦးတီးချုပ်တမ်းတော်ကာဦးတီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်ကတ်ပြီးွားနဲ့ဒုတိယဗိုလ်ချုပ်မူကြီးသူတင်လဲတင်အောင်တခါဒုတိယဗိုလ်ချုပ်မူကြီးပုံတခါပြောင်းချိတ်ရတခါဗိုလ်ချုပ်မူကြီးတင်ပြန်တဲ့ခါကျတော့လေဗိုလ်ချုပ်မူကြီး तू က2010မှာဟိုဖြစ်တယ်ကာကွယ်ဦးစီးချုပ်ဖြစ်တယ်17မှာဒုတိယဗိုလ်ချုပ်မူကြီးပုံချင်းရ17မှာဗိုလ်ချုပ်မူကြီးပုံချင်းရသူ့ပုံကြတော့ तू အဲ့လိုချင်းခိုင်းတယ်အခုရဲဝင်းဦးပုံကြတော့ဆောင်းနာပြခဲ့တဲ့ဓာတ်ပုံထဲမှာနောက်မှချိတ်ထားတဲ့ထဲမှာရဲဝင်းဦးပုံလုံးဝမချိတ်ရသေးဘူး तू